ရက်နေ့ညနဲ့14ရက်နေ့ပေါ့ဗျာ14ရက်နေ့ညတရုတ်ပြည်နဲ့ဒီမြန်မာပြည်နဲ့ကိုလေရင်ခောက်တော့ခောက်ပြန်သွားနေတယ်လို့လူတွေနော်သတင်းဌာနတွေပေါ်တော့တက်တာရှိတယ်အဲ့ဒီလိုအနေထားနဲ့တပြိုင်နက်တည်းမှာပဲမနေ့ကဘိုးပန်ရှိရဆန္ဒပြပွဲမှာတရုတ်လိုယူဆရတဲ့စစ်သား3ယောက်နော်အဲ့ဓာတ်ပုံလေးတွေပေါ်မှာကြည့်လိုက်ရင်သိတာတယ်တခြားမျက်နှာအကျယ်ချက်ကြည့်လိုက်ရင်ဒါမြန်မာစစ်သားလုံးဝမဟုတ်ဘူးအဲ့ဒါကစဉ်းစားစရာဖြစ်နေတာပေါ့စဉ်းစားစရာဖြစ်နေကျင်းနေတယ်လို့ရှိတယ်ကျွန်တော်ပြောရတယ်ပဲတခြားစီဘက်ကိုမြန်မာစစ်သားတွေနဲ့တရုတ်နဲ့အတိတာကြီးနော်အဲ့ဒါထူးခြားမှုတစ်ခုပေါ့နောက်တစ်ခုကဆန္ဒပြတာလေကျွန်တော်လည်းမနေ့က comment ဝင်ရေးတယ် DBB ကရိုက်ထားတဲ့ဟာမှာ live မှာလားမသိဘူးဒီလုံခြုံရေးစစ်သားတွေကိုနော်စကလုံးနေနဲ့ကျွန်တော်အမြင်ပြောရတယ်စကလုံးနေနဲ့နာကျင်အောင်ပြောမဲ့အစားနော်စီးရုံးတဲ့နီလန်းကကျွန်တော်ပိုကောင်းမယ်လို့တော့ကျွန်တော်ထင်တယ်စကလုံးတွေမှာခွန်အားတွေပါတယ်ကျွန်တော်တို့ပြောလို့လဲကျွန်တော်ပြောချင်တာကလေသူတို့ကအမိန့်အရာကိုနော်လိုအပ်လာရင်ဖြိုခွင်းဖို့ပါရောက်လာတဲ့လူတွေပေါ့နော်အဲ့လိုအနေထားတစ်ခုမှာဘယ်လိုပဲဖြစ်ဖြစ်လောက်ကြရမှာပဲခိုင်းရင်တော့လောက်ကြရလိမ့်မယ်အဲ့ဒီလိုအနေထားတစ်ခုမှာကိုကစီးရုံးလို့ကိုယ့်ဘက်ပါလာရင်မကောင်းဘူးလားကုံပြောမယ်ဗျာစီးရုံးလို့မပါသည့်တိုင်အောင်တော့ကျွန်တော်တို့တွေကနစ်နာတွေမပြောမိအောင်ထိမ့်သိမ့်ဖို့လိုတယ်ကျွန်တော်တို့အရှိမရဲတွေကြီးလိုက်လေရဲတွေပြည်သူနဲ့တော်တော်များများပူးပေါင်းသွားတယ်တွေ့လားအဲ့ဒါတွေကတိုက်ဆိုင်မှုလားဆိုတာစဉ်းစားစရာဖြစ်နေတယ်တရုတ်စစ်သားတွေရောက်လာတယ်နော်ပြီးတော့ဆန္ဒပြတဲ့လူတွေရဲ့ပုံသဏ္ဍာန်ကွဲလွဲနေတယ်နော်Gen Z ကကလေးတွေလောက်တာအဲ့ဒါမျိုးမဟုတ်ကလေးတွေကပန်းနေပေးတာတော့ဘာလို့ကျွန်တော်ကကလေးတွေအရန်ကိုလေးစားတယ်ချီးကျူးတယ်သူတို့ကလုံးဝအဖြူတွေပဲကလေးတွေကနော်ကျွန်တော်တို့ကကလေးတွေစခဲ့တဲ့ဒီလူလူဆန္ဒပြပွဲကိုတေးချာလေးဝင်းရံပေးဖို့လိုတယ်မနေ့ကလည်းပြောဆိုနေတာလေကျွန်တော်တွေ့နေရတယ်ကျွန်တော်တတိတောင်ပေးလိုက်သေးတယ် comment တွေကနေကျွန်တော်အမြင်အဲ့ဒါတွေမလုတ်တင်ထင်တယ်ကိုကဘာလဲဆိုတော့တတ်နိုင်တယ်များတော့စီးရုံးရမယ်အနေထားတစ်ခုမှရှိတယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဟုတ်လားအကြမ်းမဖက်တဲ့နီးလေအကြမ်းမဖက်တဲ့နီးနောက်တစ်ခုကလည်းရှောင်ကွင်းပြီးတော့ကစားတဲ့နီးပေါ့အဓိကဆန္ဒပြရဆိုနိုင်ငံတွေကအာယုံရစေခြင်းတယ်ဟုတ်လားထိတ်တက်ကိုရှောင်တယ်ပြီးတော့မနေ့ကကျွန်တော်ပြောလိုက်ပါသေးတယ်ဒီဘဏ်လုပ်ငန်းတွေရပ်ဆိုင်းသွားရင် CDN ကလုံးဝကျွန်တော်ဘက်မှာအခုလည်းကျွန်တော်ဘက်မှာပါပဲပို့ပြီးအားကောင်းမယ်အဲ့တော့ဘဏ်ဝန်ထမ်းတွေကိုကျွန်တော်ကထိတ်တိုက်တွေ့တာကိုရှောင်တဲ့အတွက်ကြောင့်ထိရောက်မှုဘယ်လိုအပိုင်းယူနိုင်လဲဆိုရင်ဘဏ်ကိုအလုပ်လာဆင်းတဲ့လူတွေကိုတပ်ပုံရိုက်ပြီး social media လို့မှတင်တာမျိုးတွေပေါ့နော်လူမှုရေးနည်းနဲ့ဒဏ်ခတ်တဲ့ဟာတွေလုပ်လို့ရတယ်တိုးတော်လည်းဒါပေမဲ့လည်းမနေ့ကနော်သင်္ကန်းကျွန်းမှာဒီဘဏ်ဝန်ထမ်းဘဏ်ဝန်ထမ်းတွေရိတ်တာအရှိမဆန္ဒတွေပြတယ်ရဲလာတယ်ပြီးတော့နောက်ဆုံးရဲပြန်သွားတယ်ပြောတယ်တော့ရုံးတက်တဲ့လူလည်းတော်တော်နဲတယ်ပြောတယ်အောင်မြင်တာပေါ့ထိရောက်တယ်လေဟုတ်တယ်မလားကျွန်တော်တို့ social လူမှုရေးအရာတန်ခတ်တာတော့မလုပ်လိုက်ရဘူးဖြစ်သွားတယ်ဆိုဘယ်လိုပဲဖြစ်ပေါ့ဒီလောက်တားနေတဲ့ကြားတွေကထွက်ပြီးအလုပ်လုပ်ရင်တော့အဲ့ဒီလူမှုရေးအရာတန်ခတ်တဲ့နည်းကိုသုံးရမှာပဲနော်အဓိကကတော့ကလေးတွေစနစ်တကျတည်ထားတဲ့ဒီလှုပ်ရှားမှုကိုကျွန်တော်လူကြီးတွေကြောင့်မပြတ်ဖို့အရေးကြီးတယ်ဥတီချက်တွေမပြောင်းဖို့အရေးကြီးတယ်အဲ့ဒီနေရာမှာကလေးတွေဆိုကျိန်းနေတယ်သူတို့တွားပြီးစီးရုံးတာတွေလုပ်မယ်နော်အနေဆုံးတော့သူတို့နစ်နာတဲ့စကလုံးတွေနဲ့တိုက်ခိုက်မှာမဟုတ်ဘူးဟုတ်တယ်မလားကျွန်တော်တို့ကလေအောင်ပွဲကနီးလာပြီပုံတရံတွေကြည့်ရတာမူမမှန်လို့မနေ့ကနော်တရုတ်စစ်သားလို့ယူဆရတဲ့လူတွေပါတယ်ထားပါတော့ဗျတရုတ်စစ်သားပဲပြောလိုက်ဖြစ်နိုင်ကြီးရှိတယ်90%လောက်ကိုရှိတယ်တရုတ်စစ်သားတွေပါတယ်နောက်တစ်ခါဆန္ဒပြပွဲမှာအဲ့လိုတွေပြောဆိုတာတွေတွေ့ရတယ်နောက်တစ်ခုကဆန္ဒပြပွဲမှာတံပြန်အတွက်ဟုတ်လားတက်မတော်ထောက်ခံတဲ့လူတွေတွေ့ရတယ်အဲ့ဒီမှာသူတို့ကားတွေထဲမှာတံပိုက်တွေတွေ့ရတယ်ဒါတွေကိုကြည့်ရင်သူတို့ဘက်ကဖြုတ်ခွင်းလာနိုင်တဲ့ဟာကိုကိုကတတိဖြုတ်ခွင်းလာနိုင်တယ်အဲ့ဒါကိုတတိထားဖို့လိုတယ်ဒီတိုင်းပြဿနာဒီတိုင်းပုံမှန်လေးဆန္ဒပြရင်ဘာမှပြဿနာဖြစ်စရာအကြောင်းမရှိဘူးအဲ့ဒီလိုသွားဆွပေးတာတွေကျွန်တော်တို့တိတ်မကြိုက်ဘူးနော်အဲ့ဒါလေးတွေနည်းနည်းတတိထားစေချင်တယ်
ဟုတ်တယ်သင်္ကန်းညွှန်းသားတွေချီးကျူးတယ်ဗျအဲ့ဝန်ထမ်းတွေကဟိုတလောတွေကစကားစထားတာရှိတယ်သူတို့ကလာခေါ်ရင်တော့လိုက်ရမှာပဲဆန္ဒပြတဲ့လူတွေဟုတ်လားရုံးချိန်မတိုင်ခင်မှာရှေ့ကနေပိတ်ထားလိုက်ပြီးသွားပြီလေအခုလောလောဆယ်မှာရဲကတော်တော်လေးကိုရဲကတော်တော်လေးကိုဟိုဘယ်လိုပြောမလဲဆိုတော့လူထုဘက်မှာတော်တော်လေးရှိနေတဲ့အနေအထားတွေတွေ့ရတယ်ဒါပေမဲ့လည်းတိတ်တော့ယုံလို့မရဘူးစစ်တပ်ကကောင်တွေရဲဦးယူနီဖောင်းတွေဝတ်ပြီးတော့လာနေတဲ့သတင်းတွေကလည်းပြန့်နှံ့နေတာပဲဒါလည်းဖြစ်နိုင်တာပဲနော်တရုတ်ကကိုအချင်းချင်းဆန္ဒပြဘက်မှာကိုအချင်းချင်းစီးရုံးရမယ်အဲ့လိုမှမဟုတ်ဘူးအဲ့လိုပြောစကားနားမထောင်ဘူးဆိုရင်တော့နော်ကျွန်တော်တို့ကတခုခုတော့စဉ်းစားရမှာပေါ့ဗျာဆိုမြန်မာဒီမအားလာတို့နိုင်ငံတော်ပုံကန်တဲ့အုပ်စုတွေတော်တော်လေးတော့ပြားတုံနေတယ်ဆိုတော့ကျင်းနေတယ်ဗျာနော်တရုတ်တွေဒီလိုဝင်တရုတ်တွေဒါကြောင့်လေနဲ့ခောက်တော့ပြန်သွားနေဆိုတာဒါလည်းဖြစ်နိုင်တာပဲနောက်ပိုင်းမှာဘယ်လိုဖြစ်လာနိုင်လဲဆိုတော့ဗမာပြည်မှာရှိတဲ့တရုတ်ကရင်းနှီးမြှုပ်နှံမှုတွေအတွက်တရုတ်ကသူကိုယ်တိုင်များနော်သူစစ်တပ်ကိုလွတ်ပြီးတော့များအဆောက်အအုံခိုင်းမလားလို့စဉ်းစားစရာဖြစ်နေတယ်အခုမြန်မာပြည်တရုတ်စစ်သားတွေဝင်နေဘာလုပ်ရမလဲဘာမှလုပ်လို့တော့မရဘူးဟိုသူတို့ကိုယ်နိုင်ကသူတို့ပဲပြောတာပြပအားကိုပစိန်ရိုးပဲပစိန်ရိုးဘာလဲဟိုနီးပေါင်းစုံပါပဲသူတို့ပြောနေတာပါပြပအားကိုပစိန်ရိုးတွေရောတကယ်တမ်းသူတို့ပဲဖြစ်နေတာအဲ့တော့နောက်တစ်ခုကလည်းအမေရိကန်အပါအဝင်အနောက်နိုင်ငံတွေကိုမင်းတို့ဓမ္မပြည်အေးဝင်ငါတို့နောက်မှရှိတယ်လို့မြပြောချင်တာလားပေါ့နော်ဒီလုံခြုံရေးကိစ္စဗျာခွန်ကတက်တွေလွတ်ထားတယ်ဟုတ်လားခွန်တက်မတွေလွတ်ထားတယ်ဆိုရင်ဒါလောက်နဲ့ရနေဒီကောင်တွေဘာကြောင့်ခေါ်ရတာလဲနောက်တစ်ခုကလည်းကျွန်တော်တို့အတီးပြုတ်လို့မရတဲ့သတင်းပေါ့ဒီမြန်မာပြည်ရဲ့အခုဂျန်စီရဲ့ဒီဆန္ဒပြတဲ့ပုံသဏ္ဍာန်ကအာရှမှာသူကဟိုဖြစ်နေတယ်ဗျ modern တစ်ခုလို့ဖြစ်နေတယ်လို့ကြားတာပေါ့နော်ဟောင်ကောင်ကလည်းအဲ့ဒါကိုကြိုက်နေတယ်လို့ကြားတယ်အဲ့ဒါတော့အတိအကျတော့ဟိုကတော့မတွေ့ရဘူးကိုယ်တိုင်တော့ဖတ်ရတာမျိုးတော့မဟုတ်အဲ့လိုကြားတယ်ပေါ့ဒါကြောင့်ဒီဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ဟောင်ကောင်မှာဖြစ်လာခဲ့ရင်ဟောင်ကောင်မှာဖြစ်လာခဲ့ရင်ဘယ်လိုနှိမ်နင်းရမလဲဆိုတော့ဟာကိုသိကျင်လို့ပဲလာလေ့လာသလားဘယ်လိုပဲဖြစ်ပါဗျာလာလေ့လာမလားကိုယ်နိုင်ငံကယူနီဖောင်းကိုသူများနိုင်ငံသားလာပြီးဝတ်ပြီးတော့လုပ်တယ်ဆိုတာဒါတော်တော်ကြီးကိုမအားလာရေးခံလိုက်ကွာတတ်ထဲရလူတွေခံလိုက်နော်ကိုယ်တက်ထဲလာပြီးဒီလိုမျိုးယူနီဖောင်းလာဝတ်ပြီးတော့ကိုယ့်ပြည်သူကိုပြန်ပြီးတော့ဟိုမထီလေးစားလုပ်တဲ့ကိစ္စတက်ကလူတွေကွာတက်ကလူတွေတနက်ကင်ပြီးတော့ယောက်ျားတွေမဟုတ်လို့ပဲเนาะအဲ့ဒါလေးကတော်တော်လေးတက်ထဲမှာဟိုဟာတက်ကလူကြီးတွေတော်တော်စဉ်းစားစရာဖြစ်နေတယ်ဗမာသူတို့ဆောက်ရှောက်တွေဝင်စီးထားတယ်ကျိန်းသေးတာပေါ့ဒါကတော့လုံရိုးလုံစင်အတိုင်းပဲเนาะအာနာလူတဲ့လူတွေတော်တော်နိုင်ငံတိုင်းမှာအဲ့ဒီလူတဲ့လူတွေကဘန်ကိုပဲအဓိကပြစ်မှတ်ထားကြတာပဲเนาะဘန်ပဲပြစ်မှတ်ထားကြတာအဲ့တော့ကျိန်းသေးတာကတော့သူတို့ကြွကာနီးနေပြီကျွန်တော်တို့ဆက်ပြီးအားတင်းထားဖို့လိုတယ်เนาะကျေးစားစစ်သားတွေဖြစ်နိုင်တယ်ဒါလည်းဖြစ်နိုင်တာပဲเนาะဒါဆိုရင်စဉ်းစားမယ်တာကခေါ်လို့ပြောနေတဲ့ဟုတ်လားပြည်တွင်းထဲမှာတက်မတော်အင်အား4သိန်းကျော်5သိန်းရှိတယ်ဆိုတာကဟုတ်လို့လားဒါသူတို့ဟာအခုစစ်လက်တိုက်เสียရမလို့ဘူးဗျာတိုင်းသားလက်နက်ကိုင်ဖွဲ့တွေကလည်းပြောရမယ်ဆိုရင်မီးကိုရေနဲ့တတ်ထားတာမှဟိုအငွေ့ထွက်ရင်ထွက်အောင်မယ်အငွေ့တော့မထွက်ဘူးဟုတ်တယ်မလားဒီလိုအခြေအနေတစ်ခုမှာပြပတက်ကိုကျေးစားတက်ကိုခေါ်เสียရလားနော်အင်အားမလောက်လို့လားဒါလည်းမဟုတ်သေးမဖြစ်နိုင်သေးပြန်ဒီလက်ရှိဆန္ဒပြပွဲတွေကိုနှိမ်နှင်းဖို့အတွက်အင်အားကတော့အဲ့လောက်တော့ရှိပါတယ်ကျွန်တော်ထင်တာကတက်တွင်းမှာလားတက်တွင်းမှာအမိတ်မနာခံမှုတွေဖြစ်မှာစိုးလို့လားဆိုစဉ်းစားကြအခုရဲတွေကဆန္ဒပြပွဲမှာလူထုနဲ့ပေါင်းသွားတယ်နော်လူထုနဲ့ပေါင်းသွားတယ်တက်ထဲမှာအထက်အောက်နော်စင်ရချမ်းသာကွာဟမှုနော်အဲ့ဒါကအတော့ကိုကြီးနေတယ်တပ်သားတွေကဟိုမလွှဲတာဘူးရှောင်တိန်လို့မရဘူးမင်းတို့သွားနောက်မှမင်းတို့မိမတွေငါတို့မင်းတို့မိသားစုတွေထိန်းထားတယ်တခုခုဖြစ်ရင်ဘာလုပ်မယ်ညာလုပ်မယ်ဆိုတဲ့ပုံသဏ္ဍာန်မျိုးနဲ့များချင်းချောက်ထားသလားစဉ်းစားစရာပေါ့ဒီဟာဘလို့နီးနဲ့မှတရုတ်ကောင်တွေကဝင်လာစရာအကြောင်းမှမရှိတာနော်စဉ်းစားစရာတက်တွင်းထဲမှာလည်းဘာဖြစ်နေလဲပေါ့ကြားတာတော့တက်တွင်းထဲမှာလည်းရှိတယ်ဒီလောက်ကြီးမဟုတ်ဘူးကြားတာပဲအောက်ခြေကလူတွေဒါအရန်ခံစားနေရတာเนาะအထက်ကလူတွေကတော့
ဟုတ်လားဘောင်းမီချုပ်ပြီးတော့ဘောင်းမီချုပ်ပြီးအရာထဲဝင်ဖို့တပြင်းပြင်းဖြစ်နေတယ်လို့ကြားနေတာပဲနော်လင်း6စီဟုတ်တယ်အဲ့ဒါနော်ဟိုနိုင်ငံဟိုအားတွေတွေ့နေကြတာပဲနော်ဒီညဘက်ပြန်တဲ့လင်းပြန်တမ်းမှုမှတ်တမ်းတွေတွေ့နေတဲ့အခါကျတော့စဉ်းစားကြရတယ်အများကြီးပဲတရုတ်စစ်သားတွေဟုတ်တယ်တရုတ်စစ်သားတွေဗဒါကြီးကလိန်လုံးမှမရတာဗျာသူကသူ match တက်ထားပဲဖြစ်ဖြစ်ဒီပေါ်နေတဲ့အတိုင်းအတာနဲ့တောင်ကြည့်လို့ရတယ်မျက်ခွန်ဟုတ်လားမျက်ခွန်မျက်လုံးရဲ့ပုံသဏ္ဍာန်မျက်လုံးရဲ့ပုံသဏ္ဍာန်တရုတ်မျက်လုံးကသိတဲ့အတိုင်းပဲရှည်ရှည်လေးတွေမျက်ခွန်ကလည်းသိတာတယ်အသားအည်ဗမာစစ်တပ်ကအတက်လောက်တာအသားအည်ဖြူရင်တော့ကွာဘင်္ဂါလီတွေခေါ်သွားတယ်ဆိုတာဟုတ်လားရှင်းတဲ့မဟုတ်သူတို့ဒီကောင်လေးအကုန်လုံးနိုင်တယ်နော်မဟုတ်တာအကုန်လုံးနိုင်တယ်ဖြစ်နိုင်ကြီးလက်ရှိကောင်းရှိနိုင်တယ်သူတို့အတွက်နော်သူတို့အကျိုးစီးပွားရှိမယ်ဆိုရင်ဖယားထာပနာတော်ဖောက်မှာလေအကျဉ်းသားတော့ဘာမှမတွေးနဲ့တော့နော်ဖယားထာပနာတော်ဖောက်မဲ့သူတွေကျွန်တော်မနေ့အဲ့ဓာတ်ပုံလေးကိုတွေးလိုက်တော့ကျွန်တော်တေချာကြည့်ပြီးကျွန်တော်မြန်မာလိုရေးတယ်ပြီးရင်အောက်ကအင်္ဂလိပ်လိုလေးအတူလေးရေးလိုက်တယ်အတူလေးပါရေးပေးလိုက်တယ်ကျင်းတည်တယ်ဒီကောင်လေးတရုတ်စစ်သားလားကြေးသားလားတော့မသိဘူးဘလို့ပဲတရုတ်စစ်သားပဲဖြစ်ဖြစ်ကြေးသားပဲဖြစ်ဖြစ်ဒီလိုမျိုးခေါ်ပြီးသုံးရတယ်ဆိုတာတော့စဉ်းစားစရာတွေအများကြီးဖြစ်နိုင်တယ်စစ်အဲ့တော့ဟိုပေါ့ဗျာကျွန်တော်ဟိုတလောကပြောသလိုမျိုးဗမာပြည်ထဲမှာဒီကုလသမဂ္ဂအပါအဝင်အနောက်အုပ်စုတွေကစစ်ရေးအရာဝင်လာရင်စစ်တလင်းဖြစ်အောင်လုပ်မလားပေါ့နော်စီးရီးယားလိုမျိုးဖြစ်အောင်လုပ်မလားဒါလည်းတစ်ဖက်တနည်းတစ်လမ်းနဲ့ချင်းချောင်းနေတာလားပေါ့နော်အဲ့ဒါကတော့သူတို့အပိုင်းပေါ့ဗျာချင်းနေတာကတော့ CDN ကအရန်အောင်မြင်နေပြီ CDN ကအရန်အောင်မြင်တော့ဒီကောင်လေးတော်တော်ကြီးကိုဟွာဖြစ်နေပြီနော်အဲ့တော့မနေ့ကမြဝတီဘန်နဲ့ပိတ်လိုက်တယ်ကြားတယ်မြဝတီဘန်ဆိုတာဒါစစ်တပ်ကဟိုဟာတွေလေသူတို့မိသားစုတွေပဲဒါအများအပြည့်ဒါအားကိုးတဲ့ဘန်သူတို့ဘန်တော်မှပဲပိတ်လိုက်ရတယ်လူတွေကမယုံကြည်တော့ဘူးပြောရမယ်ဆိုရင်တက်တွင်းမိသားစုတွေကိုနိုင်ကမှဒီနိုင်ငံတော်ပုံကန်တဲ့အဖွဲ့ရဲ့ရန်နေရကိုသူတို့အယုံကြည်မရှိဘူးဆိုတာပြနေတယ်ဟုတ်လားအဲ့ဒါတွေကစဉ်းစားစရာဖြစ်နေတယ်နော်တော့အခုချိန်ထိတက်ကိုအင်းနဲ့အားနဲ့သုံးတာမတွေ့ရသေးဘူးမြို့ထဲမှာပတ်ပြီးကားနဲ့ဟန်ရေးပြတာတော့ရှိတာပေါ့ဗျာနော်တကြံတွင်းလှဲ့တယ်လို့မျိုးပေါ့ဆိုတော့ကျွန်တော်တို့ကလူတို့ကိုအားပေးကျင်တာပါเนาะအခြေအနေတွေကအများကြီးကောင်းနေတယ်ဆိုတာကိုပြောကျင်တာဒါသို့တော်လဲဆန္ဒပြပွဲတွေမှာသူတို့လူတွေဝင်ပြီးတော့เนาะဟိုဆန္ဒပြပွဲကိုပျက်စီးကြောင်းလုံနိုင်တဲ့အရေးအငွေတွေတွေ့နေရတယ်เนาะအရေးအငွေတွေတွေ့နေရတယ်နောက်တစ်ခုကသူတို့လူတွေအချင်းချင်းပဲထပြီးတော့ဇလန်းနေစင်เนาะဇလန်းနေစင်ဟိုကိုထီလက်ရောက်တွေပုံစံတွေတော့ဖန်တီးနိုင်သလားလို့တော့เนาะဖန်တီးနိုင်သလားလို့စဉ်းစားနေရတယ်ဆိုတော့ဘလို့ပဲဖြစ်ပါဗျာကျွန်တော်တို့တွေအားလုံးတတိကြီးရှိပေးပါပြီးတဲ့အခါကျရင်အဲ့ဒီဆန္ဒပြပွဲတွေမှာဒါအခုဒါတတိပေးလိုက်ပြီဒါဒီလိုအရေးရောင်တွေမြင်နေရတယ်နော်ဒီစစ်သားတွေသူတို့ကလည်းတွေးလို့ဆန်းတယ်အဲ့ဒီဒီနာဟိုကောင်တွေလေဒီမအားလာတို့ဒီအကစစ်ကောင်းဆောင်တွေရဲ့လှုပ်စင်အတာပဲသူတို့လှုပ်ချင်တဲ့အရာတစ်ခုကိုသူတို့ကတွေးလို့ဆန်းကြည့်တယ်နော်စမ်းသပ်ကြည့်တယ်အားပြိုင်ကြည့်တယ်အားပြိုင်ကြည့်လို့မရရင်အသာလေးနောက်ဆုတ်ရတယ်ရရင်အတင်းတိုးတယ်အဲ့ဒါကိုသတိထားဖို့လိုတယ်အဲ့ဒါအလုံးဘက်ကမြောက်ဒီဘက်မှာအချို့စင်းသေးတယ်တဲ့အော်ဒီကောင်တွေကတော့စင်းပါပေါ့နိုင်ငံမှာဘတ်ဂျက်မရှိလို့ဖះမှာချေးထားရတယ်ဟုတ်လားပြောနေကြတာအဲ့တော့ကျွန်တော်တို့ကတော့ဟိုတောက်လျှောက်အခုချိန်ထိကျွန်တော်တို့နိုင်ငံသားတွေရဲ့ဒီနိုင်ငံရေးပေါ့ဗျာနိုင်ငံရေးအကွက်ကြုံမြင်မှုတွေနိုင်ငံရေး level တွေအံ့ဩစရာကောင်းတယ်နော်ဒီကောင်တွေဘာမှမလုပ်လို့ပဲဘယ်အကွက်ရွှေလူတွေအကုန်သိအခုလဲသူတို့ဒါမြင်နိုင်တယ်လေသူတို့ဘလို့အကွက်မျိုးကိုသူတို့လုံနေတယ်ဆိုတာကိုနော်အဲ့ဒါလေးပါပဲကျွန်တော်ကဟိုဆရာကြီးလောက်တာမဟုတ်ပါဘူးပညာရှိသတိဖြစ်ခဲ့ပေါ့နော်ကိုကလည်းအားနေအဲ့ဒါလေးတွေထိုင်ကြည့်ပြီးတော့ဟိုရှင်းပြောရရင်တော့ဗျာအလုပ်တစ်ခုအောင်မြင်ဖို့ဆိုတာကအရေးကြီးတာကနော်အနောက်ကလူတွေကလည်းလိုတယ်အနောက်ကလူတွေကဒီဟိုကြားထိုးတယ်ဆိုရင်ကြားထိုးတဲ့လူအပြင်ဘေးကရက်ကြည့်တဲ့လူကလည်းအရေးကြီးတယ်ပို့ပြီးအကွက်မြင်တတ်တယ်ကြားထိုးတဲ့လူဆိုတာလည်းကိုယ်အာယုံနဲ့ကိုဖြစ်နေတဲ့အခါပေါ့အဲ့ဒီလိုပဲဒီကနေ့ပြည်တွင်းထဲမှာလှုပ်ရှားနေတဲ့လူတွေကလည်းကိုယ်အာယုံနဲ့ကိုဟ
အလုပ်တွေရှုပ်နေတယ်နော်ဒါမျိုးအပြေရလူတွေဒီဖြစ်စဉ်တွေပေါ်မှာဝိုင်းပြီးတော့လေ့လာသုံးသပ်ပြီးနော်ဖြစ်လာနိုင်တဲ့ဟာလေးတွေကိုအကြံပြုတင်ပြခြင်းဒီသဘောပါပဲနော်ဖြစ်ချင်လည်းဖြစ်လာနိုင်တယ်မဖြစ်ချင်လည်းမဖြစ်ဘူးပေါ့သို့တော်လည်းကျင်းနေပြောနိုင်တာကကျွန်တော်တို့ရဲ့လှုပ်ရှားမှုအရန်ကိုအားကောင်းတယ်ဆိုတာပဲဘာမှအကွက်ရွှေ့လို့မရအခုထောင်ထဲကလူတွေတော့တွက်ပြီးတာဒါခဏပဲတိတ်အလုပ်ဖြစ်မှာမဟုတ်ဟုတ်တယ်မလားဒါခဏပဲကျွန်တော်တို့ကသတိကောင်းတာနဲ့ဒါတွေအကုန်ပြေသွားတာပဲနော်အဲ့တော့နောက်ဆုံးကျွန်တော်ပြောတယ်ထိတ်တိုက်တွေ့လာစရာရှိတော့တယ်အဲ့ဒီထိတ်တိုက်တွေ့လာတဲ့အပိုင်းမှာကျွန်တော်တို့ ਨੇ ဒီလက်နက်ကန်အင်အားစုတွေရဲတွေတက်တွေနဲ့ကျွန်တော်တွေ့ရတော့မှာအဲ့ဒီလိုအချိန်ခါမျိုးမှာသူတို့ကျွန်တော်တို့ဘက်နဲ့ပူးပေါင်းလာပြီဆိုတာနဲ့နော်မပူးပေါင်းရင်တော့အမိတ်နာဖီဆန်မှုတွေဖြိလာပြီဆိုတော့ကျွန်တော်တို့ကဒီပွဲသိမ့်တိုက်ပွဲရလာတော့ဒါကြောင့်ကိုဆန္ဒပြနေတဲ့နေရာမှာကိုရှေ့မှာရှိတဲ့လုံခြုံရေးတွေကိုနော်စကလုံးတွေနဲ့ထိုးနှက်မဲ့အစားစကလုံးတွေနဲ့စီးယုံတာကပို့ပြီးတော့ကိုယ့်အတွက်အကျိုးရှိမယ်လို့ကျွန်တော်မြင်ပါတယ်ဒါကြောင့်ပြောပြခြင်းဖြစ်ပါတယ်ဟုတ်တယ်တရုတ်စစ်သားလည်းဖြစ်ခြင်းဖြစ်မယ်ကျင်းနေတာကတော့နော်ကျွန်တော်ထင်တယ်နောက်ပိုင်းမှာတရုတ်အကျိုးစီးပွားတွေကိုနဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့ဥမာကျင်းနီတောင်တို့တခြားဟိုဟာတွေမှာတခြားဒီတရုတ်ရင်းနှီးမြှုပ်နှံမှုတွေကသူတို့တွေလူတွေများလှုပ်ပြီးတော့များလုံခြုံရေးယူခိုင်းမလားတော့မသိဘူးနော်လုံးဝလက်ခံစရာအကြောင်းမရှိဘူး CDM လောက်တဲ့ပြည်သူတွေစီကဘာမှမလိုချင်ပါဘူးတဲ့ဒါပေမဲ့အိမ်လာကပေးဖို့တော့နည်းနည်းခက်ခဲမှာတဲ့အဖြူရောင်တဲ့အကောင့်နံပါတ်နော်အမရဲ့အဲ့ဒီမှာပြည်တွင်းထဲမှာလဲနော် CDM နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေရှိတယ်သူတို့ကိုဆက်သွယ်ပါကျွန်တော်ထင်တယ်လူတို့ကပြစ်ထားမှာမဟုတ်ပါဘူးเนาะသူတို့လိုက်လက်ကူညီနေတယ်သူတို့နဲ့တိုင်ပင်ကြည့်ပါเนาะCDM လုပ်တဲ့အတွက်เนาะအရန်ဂုံယူပါတယ်လေးစားပါတယ်เนาะအမเนาะတိုင်းသားလက်နက်ကိုင်တွေဖြစ်မဲ့ထင်နေတဲ့အကိုအခွင့်တော့မဟုတ်ဘူးကျွန်တော်သိတာတယ်တိုင်းသားလက်နက်ကိုင်တွေထဲမှာလည်းအဲ့လိုမျိုးမဟုတ်ဝဆိုပြီးမဲ့လည်းဒီလိုမျက်နှာပေါက်မျိုးမဟုတ်ဘူးအခုပုံသဏ္ဍာန်တွေကဒါတော်တော်ကြီးကိုအသားရည်တွေကတော်တော်လက်တယ်နော်စစ်သားဆိုခဲ့ရင်တော့ဒီစစ်သားတွေကနီးပညာပိုင်းကဒီနည်းနည်းပညာရေးတော်တော်လေးအထိုက်လျောက်မြင့်တဲ့ထဲကဖြစ်ကောင်းဖြစ်နိုင်တယ်ဘယ်လိုပုံစံနဲ့ဘာလာဒီထက်ဝင်လာလဲဆိုတာတော့တိကျမသိဘူးဖြစ်နိုင်ကြည်ဒီပဲရှောက်စဉ်းစားနေတာပဲအကိုတဲ့စစ်တပ်ကိုစီယုံရင်တက်ကိုထောက်ခံတယ်လို့ဖြစ်သွားမဟုတ်ဘူးကျွန်တော်တို့အဲ့လိုပြောတာမဟုတ်ဘူးကိုနဲ့ထိတ်တိုက်တွေ့ရမယ်သူကိုသွားတဲ့လမ်းကြောင်းကထိတ်တိုက်တွေ့ဖို့သွားတာမဟုတ်ဘူးထိတ်တိုက်တွေ့လို့ပါကျွန်တော်တို့ဆန္ဒပြတယ်ဆိုတာကလေးတွေဂျန်စီကလောက်တဲ့အတိုင်းပဲရှောင်သွားမှာနော်ရှောင်သွားမှာကျွန်တော်တို့ကထိတ်တိုက်တွေ့ဖို့အစီအစဉ်မရှိဘူးဒီလိုမျိုးရက်နေတဲ့အတိုင်းတာတခုမှသူလည်းသူ့အလုပ်လုပ်ကိုလည်းကို့အလုပ်လုပ်ပဲလေစကလုံးနဲ့တော့တိုက်ခိုက်လို့လဲသူတို့ဘာမှလုပ်လို့မရအောင်ကျင်းနေတာကလူတွေကဟောပေါ့ဗျာသူတို့မြောက်ပင်ကြိုက်တယ်အဲ့ဒါပြောလိုက်အောင်မယ်နော်သူတို့မြောက်ပင်ကြိုက်တယ်လူပဲမဟုတ်ဘူးနော်တရိษံနေတော့မှအဲ့လိုပဲသူတို့နဲ့မြောက်ပင်သဘောကျအဲ့ဒါမျိုးနီးနေပဲလှုပ်တင်တယ်လို့ယူဆတယ်စကလုံးတော့ပြောတာတော့ကိုဥတီချက်တော့ရှိတာသူတို့စီးယုံတာနင်းနာပြောပြီးစီးယုံမလားနော်ဘယ်လိုမျိုးနေလဲပြောပါများလာရင်အခုမရရင်ကြာရင်သူတို့ထဲမှာဝင်သွားတယ်ကိုနဲ့တွေ့လာတဲ့လူတယောက်ကိုတခုခုထည့်ပေးလိုက်ခေါင်းထဲကိုဟုတ်တယ်မလားတခုခုထည့်ပေးလိုက်စဉ်းစားကြရတွေဖြစ်အောင်ထည့်ပေးလိုက်လူတဘာဝကဘာလဲအမြောက်ကြိုက်တယ်နော်သူတို့ဂုံဖော်ပေးလိုက်သူတို့ရဲ့ဂုံဖော်ပေးလိုက်အဲ့ဒါလေးတစ်လုံးနှလုံးထည့်ပေးလိုက်နော်ရှင်းပြောရရင်ဗျာအလုတ်ပေးလိုက်သူတို့အဲ့ဒါလေးနဲ့အဲ့တော့သူတို့ဆဲဆိုပြီးတော့သူတို့ခေါင်းထဲကိုထည့်မလားနင်းနာစကလုံးတွေနဲ့ထည့်မလားအဲ့ဒါမျိုးတွေထည့်မလားအဲ့ဒီလိုမျိုးဒီစစ်သားတွေကိုနင်းနာစကလုံးတွေနဲ့ပြောပြီးတော့နော်ရန်တွေ့တဲ့ပုံစံမျိုးတွေလုံနေတဲ့လူတွေချင်းလူတို့ကသတိထားဖို့လိုတယ်တခုခုတော့မှားနေတယ်ကျွန်တော်အဲ့လိုပဲမြင်တယ်အကို CDM လောက်တာစားဖို့မပူအိမ်လာကစားပဲပူတယ်ဗျာတဲ့ဟုတ်ပါပြီအဲ့ဒီမှာတိုင်ပင်ကြည့်ပါနော်အဲ့ဒီမှာတိုင်ပင်ကြည့်ကြပါကဲဗျာနော်အခုလဲကျွန်တော်တို့မြင်တယ်လို့တော့သတိပေးပြီးသွားပြီအဲ့တော့မအားလားတော်တော်လေးတော့ပြတ်တုံနေတယ်နော်ဘန်နာကြီးကျွန်တော်တို့ CDM ကနော်ပွဲသိမ်းကနီးနေပြီတောင်းတာဟုတ်လားဆန္ဒပြပွဲထဲမှာကိုယ့်အကိုထိန်ပွဲကပြီးကနီးနေပြီကျွန်တော်တို့ကထိတ်တိုက်တွေးဖို့မဟုတ်ဘူးစံဘန်ကိုခုနကလို့
ဆန္ဒပြဒီရုံးတက်နေတဲ့ဝန်ထမ်းတွေကိုလူမှုရေးအရာတန်ခတ်တဲ့နည်းကိုကျွန်တော်တို့ကစောင်းပေးပြီးလှုပ်တင်တယ်ဘလို့ပုံစံလဲရုံးတက်လာတဲ့လူတွေကိုကင်မရာနဲ့အမိရိုက်ပြီးတော့ social media ပေါ်တင်သူတို့အကောင့်တွေကနေသူတို့အကောင့်တွေကိုလည်းဒါရိုက်လှမ်းပြီးအတီးပေးခင်ဗျားတို့ကျုပ်တို့နော်တစ္ဆပေါက်တွေဖြစ်နိုင်ငံတော်ပြည်သူတစ္ဆပေါက်တွေဖြစ်ကျွန်တော်တို့စည်ရင်သွင်းလိုက်ပြီးဘာညာပေါ့အဲ့ဒီနီးရလဲထိရောက်တယ်အဲ့ဒါကဘာမှလက်နဲ့လည်းမပါဘူးဘာမှမပါဘူးဆန္ဒပြနေတာကသူတို့ကလုံခြုံရေးအဆောက်အအုံတွေနဲ့ရုံးတက်ရုံးဆင်းလုပ်ရင်ဘာမှလုပ်လို့မရအဲ့တော့ကိုယ့်ဘက်ကလုံနိုင်တာလူမှုရေးတန်ခတ်တဲ့နီးလို့ဒါပဲရှိတယ်တော့ကြံနေသေးတဲ့ CDM မဝင်သေးတဲ့ဝန်ထမ်းတွေကိုလုံခြုံလူမှုရေးအရာတန်ခတ်တဲ့နီးသုံးဖို့ကျွန်တော်တိုက်တွန်းနေတယ်အဲ့ဒါတော်တော်လေးထိရောက်တယ်နော်တော်တော်လေးထိရောက်တယ်အဲ့တော့တရုတ်စစ်သားလို့ပဲပြောတရုတ်ကြေးစားလို့ပဲပြောအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကရသလောက် source တွေကိုလိုက်တင်တာပေါ့နော်ကျွန်တော်တော့မနေ့ကရတဲ့ဟာလေးတော့တင်ပြီးလိုက်ပြီနော်တင်မအလားတော့အကုန်လုံးမယ်ဒီကောင်တွေကိုလုံးဝမယုံနဲ့အခုနေဆန္ဒပြပွဲတွေထွက်လာပြီးတော့မနေ့ကဘာလဲရန်ကုန်တိုင်းပါလဲဟိုရန်ကုန်တိုင်းသူတို့ခန့်ထားတဲ့ဝင်ကြီးချုပ်လားဘာလဲဆန္ဒပြတဲ့အဖွဲ့တွေနဲ့ခေါင်းဆောင်တွေနဲ့ညှိမယ်လက်ကလာအချင်းခွက်တွေလာဖမ်းနေတယ်နော်အချင်းခွက်တွေလာဖမ်းနေတယ်ဒါကနဦးဟိုပါပဲဒါကစားကွက်တစ်ခုပဲဒီနည်းကတော့မရပါဘူးကျွန်တော်တို့လူတွေအဲ့လားတစ်ခုပဲတတိထားမှာကိုယ်ဆန္ဒပြတဲ့လူတွေတဲမှာနေပြီးတော့သူ့လူတွေထဲ့ပြီးတော့ကျွန်တော်တို့ကဆန္ဒပြတဲ့လူကိုကိုစားပြုတယ်လို့ဘာလို့ဒါမျိုးနဲ့အဲ့မှာကျွန်တော်ညှိမယ်ပါညာဒီအကွက်တွေလာနိုင်တယ်နော်အဲ့အကွက်တွေလာနိုင်တယ်အဲ့ဒါတွေကိုဟိုဖြစ်ဖို့လိုတယ်မြင်ဖို့လိုတယ်မနေ့ကဒါသူတို့ဘာပဲလုပ်ဗျာဟုံးတိုင်းလောက်တာမျိုးမဟုတ်အခုအာနာသိန်းနဲ့နိုင်ငံတော်ပုံကန်တဲ့ကိစ္စကိုကြည့်ဟုတ်လားဟိုကောင်ပပြုတ်လေပြန်ကြားရေးဝန်ကြီးပပြုတ်လေအော်ပေါ့ပြန်ကြားရေးဝန်ကြီးတော့ဖြစ်တယ်ပြောရေးဆိုခွင့်ရှိတဲ့ဟိုစစ်တပ်ကဟိုအောင်လေပြန်ကြားရေးဗိုလ်ချုပ်ဇော်မင်းထွန်းပပြုတ်လေအဲ့ဒီကောင်ကအရင်ဆုံးလွတ်တယ်တွေ့လားပြီးရင်မအလာထပ်ပြီးတော့ဟိုလောက်တယ်အဲ့တော့သူတို့ဘာပဲလုပ်လို့သူတို့ကကနဦးအားဆန်းတဲ့အလေးထားရှိတယ်ဘာပဲလုပ်လို့အဲ့ဒါတောက်လျှောက်ပြန်ကြည့်အားဆန်းတဲ့လူတဲကိုလွတ်ထည့်တီးလိုက်တယ်အဲ့ဒီရဲ့တုံ့ပြန်မှုဘလို့ဖြစ်တယ်လဲဆိုတာကိုစပြီးမှသူတို့လုပ်တယ်အဲ့မနေ့ကရန်ကုန်တိုင်းဝင်ကြီးချုပ်ဆိုတဲ့လူထွက်လာတယ်နော်ထွက်လာပြီးတော့ဟုတ်ပြီခင်ဗျားတို့ဒါရွက်ကောက်ပွဲပြန်ကျင်းပပေးမယ်ခင်ဗျားတို့ထဲကခေါင်းဆောင်တွေနဲ့ကျွန်တော်တို့နဲ့ကိုယ်စလဲနဲ့ကြောင်းဆွေးနွေးမယ်ပါညာအဲ့တော့သူတို့လွတ်လိုက်တဲ့လူတွေဒါသူတို့ကိုယ်စလဲတွေအခုရှေ့ကနေអော်နေတဲ့လူတွေတောင်သူတို့လူတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒီဆန္ဒပြပွဲတွေကိုဝင်လုံးမယ်လုံးပြီးတဲ့အခါကျရင်သူတို့ကဥဆောင်တဲ့ပုံသဏ္ဍာန်မျိုးအသွင်သဏ္ဍာန်ဘာကြောင့်ယနေ့ဆန္ဒပြတဲ့ပုံသဏ္ဍာန်ခေါင်းဆောင်မှုကိုဟိုဖျောက်ထားတာဖျောက်ပြီးတော့လူတိုင်းခေါင်းဆောင်ဆိုတဲ့စနစ်ကိုတုံးတာအဲ့ဒါတစ်ချက်သတိထားစရာရှိတယ်အဲ့တော့ဒီအဖွဲ့ကိုကိုစားပြုသလိုဘာလို့ညာလို့ပေါ့ဗျာအဲ့တော့သူတို့ကဒီလိုလူအုပ်နဲ့ရိုက်ဖို့ဘာညာဆိုတာဒါကြီးကဒီကလေးတွေရဲ့ကစားကွက်ကအရင်မြင့်တယ်ဆိုတာသိတယ်သူတို့နော်ဒီဂျန်စီရဲ့ကစားကွက်တွေကအရင်မြင့်တယ်ဆိုတာသိတဲ့သူတို့ဘက်ကလည်းစဉ်းစားမှာပဲအဲ့ဒီတစ်ခွက်စဉ်းစားစရာရှိတယ်စစ်တပ်တွေကိုသွေးတွေဆွပါနဲ့သူတို့ကပဲတကက်တက်ကြွနော် normal တဲ့ပို့လာပုံမှန်တဲ့ပို့လာတတိတာထားကျွန်တော်တို့ကအများအားမှာကျွန်တော်တို့မှာတိုင်းစရာပေတံတွေရှိတယ်နော်ကျွန်တော်တို့လှုပ်ရှားမှုတွေကလည်းအားလုံးကတော့လမ်းကြောင်းတွေချထားပြီးသားငြိမ်းချမ်းသောနည်းနဲ့ဆန္ဒပြမယ်ဘယ်လိုပြမယ်ဆိုတော့ကိုမင်းကိုနိုင်တို့လည်းခဏထွက်ပြောတယ်လမ်းညွှန်မှုတွေပေးတယ်အဲ့ဒီရဲ့လမ်းကြောင်းတွေနဲ့တွေ့ဖီးနေပြီဆိုတတိထားခုနမနေ့ကပြောသလိုပဲနော်အရန်ကြီးအကောင်းလွန်နေတာတို့ပါအကောင်းဘက်အရန်ရောက်လွန်တာအဆိုးဘက်အရန်ရောက်လွန်တာလည်းတတိထားရမယ်နော်ဒီတတ်ရှိုတဲ့ပုံသဏ္ဍာန်ဒီကောင်တွေအရန်ကျွမ်းတယ်နော်နယ်စပ်မှာရှိတဲ့လက်နက်ကိုင်အင်အားစုတွေကိုလည်းတတ်ရှိုဖြိုခွဲတာဒီကောင်တွေအဲ့ဒီအပိုင်းတွေကျွမ်းတယ်အဲ့တော့ဒီနေ့ဆန္ဒပြတဲ့လူတွေထဲမှာလည်းဒီကောင်တွေဘယ်လောက်ရောက်နေလဲပြီးဆန္ဒပြပွဲကိုသူတို့ကပဲဥဆောင်တဲ့ပုံသဏ္ဍာန်မျိုးအသွင်သဏ္ဍာန်ဖန်တီးပြီးတော့ညှိတဲ့ဟာမျိုးလားဘာလားပေါ့ဗျာဒါကလေးကလားကွက်တွေပါပဲလူတို့ကအဲ့လောက်တော့မခေပါဘူးနော်မခေပါဘူးဟုတ်လားကဲအဲ့လောက်ဆိုရင်ဗျာကျွန်တော်လည်းမြင်သမျှဟာလေးကိုအဲ့လောက်တော့တော်တော်လေးတော့ပြောလိုက်ပြီမနေ့ကလည်းဒါထောင်သားတွေနဲ့ပတ်သက်လို့လည်းပြောပြပြီးသွားပြီအဲ့ဒီဟာပြီးတာနဲ့ကျွန်တော်ဆန္ဒပြပွဲကိုတောက်လျှောက်ထိုင်ကြည့်နေတယ်ကြည့်နေရင်နဲ့တွေ့လာတဲ့ဟာလေးတွေတရုတ်စစ်သားလို့ယူဆရတဲ့လူတွေကိုချက်ချင်းလည်းငင်းကျွန်တော် post တင်ပေးလိုက်တယ်နော်အခုထပ်မြင်တာလေးတွေပြောပြတာနော်မှားခြင်းလည်းမှားနိုင်ပါတယ်နော်မှားခြင်းလည်းမှားနိုင်ပါတယ်တိုးတော်လည်းလိုအပ်မဲ့ထင်တော့နော်ယူပြီးတော့ဟိုဟာကြည့်ပေါ့သုံးကြည့်ပေါ့နော်
ကျင်းနေတာကတော့သူတို့ဘက်ကအငြိမ်မနေဘူးဆိုတာပဲတော်တော်လေးတော့ပြတ်တုံနေတယ်နှီးပေါင်းစုံပေါ့နော်အဲ့တော့ဆန္ဒပြပွဲထဲမှာသူ့လူတွေတော့ရောက်နေပြီလို့ယူဆရတယ်နော်အဲ့တော့ကိုဆန္ဒပြနေတဲ့လူတွေကလည်းဒါကိုဂယုတဆိုင်နဲ့စောင့်ကြည့်နေဖို့လိုတယ်ဖြစ်လာမဲ့အကွက်တွေကိုကြိုတင်စဉ်းစားပြီးတော့လက်ဦးမှုရအောင်လုပ်ဖို့လိုတယ်နော်အခုတရုတ်ကိစ္စကတော့တရုတ်စစ်သားပဲဖြစ်ဖြစ်ကြေးစားပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဒါတွေကနိုင်ငံရေးတကယ်ကျွမ်းကျင်တဲ့လူတွေကသူတို့အဖက်ဖက်ကနေပြီးတော့ဟိုအချက်လက်တွေနဲ့သူတို့စူးစောင်းပြီးတော့ဒါတွေကိုသုံးသပ်ပြလိမ့်မယ်လို့တော့ထင်တာပဲကျွန်တော်တို့ကတော့အပေါ်ရန်ကိုလည်းဘာကောင်းမှမဟုတ်မနေနိုင်လို့ဝိုင်းပြီးတော့ကူလုပ်ပေးတာနိုင်ငံရေးသုံးသပ်ထားလည်းမဘာကောင်းမှမဟုတ်ကိုရီးယားဆန္ဒပြတဲ့အထဲမှာလည်းမပါဘူး CDN နဲ့လည်းမပါဘူးဗမာပြည်ကတက်လာတဲ့ဟလာသတင်းတွေကိုကြည့်တယ်နော်ကျွန်တော်တို့ရှိပေးပို့လာတဲ့နော်ကျွန်တော်တို့အဆက်အသွယ်တွေရှိရသတင်းတွေနဲ့ပေါင်းဆက်တယ်နော်အဲ့ဒါမျိုးပေါ့ဗျအဲ့ဒါလေးတွေကြည့်ပြီးကမှကျွန်တော်တို့ကဖြစ်လာနိုင်တာလေးတွေသုံးသပ်ထားပဲရှိတယ်ဘာကောင်းမှလည်းမဟုတ်ပါဘူးလို့နော်တအားပါပြီးအားပေးနေတာပဲဖြစ်ပါတယ်နော်အားလုံးကျေးဇူးပဲနော်အားလုံးကျေးဇူးပဲဂယုစိုက်ပါနော်ဟိုတနေ့ကပြောတဲ့ဒီခေတ်အဆက်ဆက်နော်အာနာရှင်ကိုတွန်းလှန်ပြီးဒီမိုကရေစီအာနာရှင်ကိုတွန်းလှန်တဲ့တိုက်ပွဲတွေမှာနော်ကြာဆုံးသွားကြတဲ့ဒီမိုကရေစီသူရဲကောင်းတွေရဲ့ခြောက်နေတဲ့သွေးတွေပြန်ဆိုလာပြီးသူတို့လည်းတနေရာကနေနော်ပါဝင်ခွင့်ပြုပါလို့ကျွန်တော်တိုက်တွန်းထားတယ်နော်စမ်းကြည့်ဟုတ်ပြီလူမိုက်တွေကိုရဲယူနီဖောင်းပေးလိုက်တယ်ဒါလည်းဖြစ်နိုင်တာပဲအကုန်လုံးမှာဒါပေမဲ့ဗျာအတိတာကြီးပါနော်ရဲတပ်ဖွဲ့ဝင်နေနေတဲ့လည်းရဲတွေကထက်ခါအစော်ကားခံနေရပြီနော်ရဲတွေကိုစစ်တပ်ကလေတကယ်ဟိုဟာကြနေတာပဲသူတို့ရဲ့ဒီခြေတုပ်ပစိုးကြနေတာပဲနော်တော်တော်ကြီးကိုပဲဒီကောင်စစ်တပ်ကတော်တော်ကွာသူတို့ရဲတပ်ဖွဲ့ဝင်တွေကိုလည်းသူဟိုအရန်နှိမ်ချလွန်းတယ်တကယ်တမ်းမှာဆိုဥပဒေကြောင်းရဲတွေကဥပဒေကိုသင်ခဲ့ရတယ်ဆိုတော့ဥပဒေကိုရဲကပုံနားလဲတယ်နော်ပြည်တွင်းလုံခြုံရေးမှာရဲကဒီအမေရိကန်မှာလည်းဒီလိုပဲပြည်တွင်းလုံခြုံရေးကရဲကပဲအဓိကလားရဲနဲ့ရှင်းလို့မရမှာကျွန်တော်တို့ကဒီဘယ်လိုခေါ်လဲနေကြားဆောင်တက်လို့ခေါ်မလားဘယ်လိုခေါ်လဲမသိဘူးပေါ့နော်ဆိုတော့အဲ့ဒီဟိုဟာတွေထားပါကျွန်တော်မေ့နေလို့ National Guard လားမသိဘူးဆိုတော့သူတို့ခေါ်ပြီးတော့နှိမ်နှင်းရတာရဲကတကယ်တမ်းမှာဆိုဥပဒေနားလည်တဲ့အဖွဲ့အစည်းနော်ဆိုတော့အဲ့ဒါကိုရဲတွေကအခုလိုနှိမ်ခံနေရတာစိတ်မကောင်းစရာပဲမြန်မာနိုင်ငံမှာရဲတိုင်ရင်တွေလည်းအထိုက်လျောက်တော့ရှိကြပါတယ်နော်ရဲတိုင်ရင်တွေလည်းအထိုက်လျောက်ရှိကြတယ်ဒါစစ်တပ်ထဲကနေပြောင်းလာတဲ့လူများတော့တိုက်ပွဲအတွေ့အကြုံတွေလည်းအများကြီးရှိကြတယ်နော်အခုရဲတပ်သားဖြစ်နေတဲ့အချိန်မှာအနှိမ်ခံထိနေကြတယ်ဒါတွေကရဲတပ်သားတွေစိတ်မကောင်းဘူးရဲတပ်သားတွေကဒီလူထုဆန္ဒပြပွဲတွေမှာနော်လူထုနဲ့ပူးပေါင်းမှုအများဆုံးအင်အားစုတဲ့တစ်ခုထဲမှာလည်းပါတယ်လက်နက်ကန်အင်အားစုတွေကနေပြီးတော့နော်အဲ့တော့အဲ့ဒီအတွက်လည်းဂုဏ်ယူတယ်လေးစားတယ်နော်အဲ့တော့လူထုခံစားနေရတဲ့ဒုက္ခတွေကိုနော်ဝိုင်းဝန်းပြီးတော့စာနားလည်းထောက်ထားပြီးတော့နော်ဟိုလူထုနဲ့အတူရက်ဒီကာကွယ်ပေးဖို့လည်းကျွန်တော်ရက်တက်ဖွဲ့ဝင်အားလုံးကိုနော်အနုညွတ်တောင်းပန်ပါတယ်နော်အနုညွတ်တောင်းပန်ပါတယ်အားလုံးကျေးဇူးပဲနော်ကျေးဇူးပဲ